အားလုံးပဲမင်္ဂလာပါပြန်ဆောင်ရတာဝင်းတာပါတယ်ကျွန်တော်လှုပ်ထားတဲ့လေရင်အတွက်ကိုစမ်းသပ်တော့မှာပါကျွန်တော်ဒါကိုဘာသာကိုလှုပ်ထားတာတော်လေးမိုက်တယ်နော်တရွက်နဲ့လှုပ်ထားတာတေချာလေးလှုပ်ပေးတာနော်တေချာလေးလှုပ်ပေးတာနော်1 Girato 2 Livato သွားကြစတင်ရန်ခလုတ်နိုင်သွားမယ်သွားကြမယ်မြင်ကွင်းကတကယ်လှတယ်ငါတို့ကမ်းခြေနားသွားတင်တယ်မိုက်လိုက်တာမယုံနိုင်ဘူးတကယ်လှတဲ့မြင်ကွင်းပဲမောင်းကောင်းကောင်းနဲ့မောင်းလာတာပင်လေတရေပါကြောလာပြီရာသီဥတုမကောင်းဘူးအခုပဲပြန်တင်တယ်ဟိုးမောက်ဘူးကျွန်တော်လေရင်မှာ GPS မရှိဘူးဝိုင်းပဲဘလို့ပြန်ရမယ်မသိတော့ဘူးဟာအရင်မှာမုန်တိုင်းကဲပါသွားပြီကဲကြပါအောင်ကဲပါကျွန်တော်ဘယ်ရောက်နေတာလဲအိုးမဟုတ်ဘူးကျွန်တော်လေရင်ပြတ်သွားပြီတော်ပြီဒီနေ့အတွက်တော့ဒီလောက်ပဲသိကျင်ရင်မမ်းပြန်လာကြည့်ဤနေပြโอเค follow လုပ်ဖို့မမေးနဲ့ဒါပဲ bye